AR လိုတည်တဲ့မယ်လူချင်းမင်းတို့ရဲ့အိမ်မက်တွေတင်းကျုံပေါ်ပေါ်ပေးမယ် AR မင်းသိနောက်ပေါက်မှုဦးစားပေးမယ်ဆိုရင်ခိုင်ခန့်မှုမှာအားနည်းဝယ်ယူတဲ့ customer တွေအနေနဲ့ဆိုလို့ရှိရင်အခန်းပွဲဝင်းမိစိတ်ချပြင်ဆင်လို့ရမယ်ဈေးနှုန်းအတင်းတင်းနဲ့တိုက်ခန်းတွေကိုရောင်းချပေးထားမှာဖြစ်တဲ့အတွက်ညီမတို့ construction မှာတော့ဒီ project တိုင်းကိုနောက်ပေါက်မှုကိုခိုင်ခန့်မှုကိုအချိုးကျကျနဲ့ပေါ့နော်ပူပေါင်းဆောင်ရွက်ပြီးတော့ဆောင်ရွက်ပေးပါရရှင်အားလုံးပဲမင်္ဂလာပါ Brand State ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူချင်းမင်းတို့ကိုဂျုံငန်းသစ်ဖွင့်မဲ့နဲ့အတူ AR ရောင်းပြပွဲလေးပါကျင်းပပြုလုပ်သွားမယ် AR Maintain Construction နဲ့မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ AR Maintain Construction ကြောင်းကိုသိရှိနိုင်ဖို့အတွက် Manager Director မက်ခင်သူဇာထွန်းကိုမိကုန်းလေးတွေမေးတော့မှာပဲဖြစ်ပါတယ်โอเคကျွန်တော်တို့ဆက်ပြကြည့်လိုက်အောင်ဟုတ်ကဲ့အမမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်ကျွန်တော်အခုအမတို့ရဲ့ AR Maintain Company ကိုဘယ်ချိန်မှာစတင်ထောင်ခဲ့တဲ့ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်လောက်မိတ်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့ညီမတို့ AR Maintain ဆောက်လုပ်ရေးကုမ္ပဏီကို1996မှာစတင်ပြီးတော့တည်ထောင်ခဲ့တယ်ရှင်ဟုတ်အမတို့အနေနဲ့ဘယ်လို project တွေကိုတိစောက်ခဲ့ပြီးတော့အခုလက်ရှိရောဘယ် project တွေကိုဆက်လက်ပြီးတော့ဆောင်ရွက်နေတယ်ဆိုတာလေးကိုမိတ်ဆက်ပေးပါအောင်ဗျဟုတ်ညီမတို့ construction ကတော့ဒီပုဂ္ဂလိကစောက်ဦးတွေပေါ့နော်ပြည်နှုံထားနဲ့ဆောင်ရွက်ပြီးတော့ဒီ renovation project တွေကိုတော့ဆောင်ရွက်ပါတယ်ဟုတ်အခုလက်ရှိအနေနဲ့ဆိုလို့ရှိရင်တော့ဒီမြောက်တကုံနဲ့မြောက်ဥက္ကလာဒီတာဂေတာဒီမြို့နယ်တွေမှာဒီမြေရှင်နဲ့ပေါ့နော်အခန်းပေးအခန်းယူစနစ်နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ project တွေကိုလုပ်ဆောင်ပါတယ်ဟုတ်မာရီ base ကတော့မန္တလေးရောက်ပေါ့နော်အမတို့အနေနဲ့ရန်ကုန်ဈေးကွက်ကိုဘယ်ချိန်မှစတင်ပြီးထိုးဖောက်ဝင်ရောက်ခဲ့ရလဲပေါ့ဟုတ်ညီမတို့အနေနဲ့ဒီရန်ကုန်တော့2013မှာစတင်ပြီးတော့လုပ်ဆောင်နေတာပါဟုတ်ကဲ့ပါဟုတ်ဒါဆိုရင် AR Maintain Construction ရဲ့ထူးခြားချက်နဲ့အမတို့အနေနဲ့စောက်လုပ်ရေးပုံမှာထားတဲ့ခံယူချက်လေးတွေကိုပရိသတ်တို့ချက်လောက်ရှင်းပြပြအောင်ခင်ဗျဟုတ်ကဲ့စောက်လုပ်ရေးပုံမှာခံယူချက်ဆိုလို့ရှိရင်เนาะဒီညီမတို့ခိုင်ခန့်မှုဦးစားပေးမယ်ဆိုလို့ရှိရင်လှပမှုမှာအားနည်းမယ်လှပမှုဦးစားပေးမယ်ဆိုရင်ခိုင်ခန့်မှုမှာအားနည်းမယ်ဆိုလို့မျိုးပေါ့เนาะညီမတို့ construction မှာတော့ဒီ project တိုင်းကိုလှပမှုရောခိုင်ခန့်မှုရောအချိုးကျကျနဲ့ပေါ့เนาะပူပေါင်းဆောင်ရွက်ပြီးတော့ဆောင်ရွက်ပြပါရရှင်ဟုတ်ခုဆိုရင် AR Maintain Company ကရုံးခန်းသိဖွင့်မယ်လို့ကြားရတယ်ဗျအဲ့ရုံးခန်းကိုရုံးခွင့်အနေနဲ့ပဲထားမှာလားဒါမှမဟုတ်ရှင်ရုံးချုပ်အနေနဲ့ထားပါမှာလားဗျဟုတ်အခုဖွင့်လိမ့်မယ်ပေါ့နော်ဒီမြောက်တကုံထုံးတင်6လမ်းမှာရှိတယ်ဒီရုံးခန်းကိုတော့ညီမတို့ရုံးခွဲအနေနဲ့ပဲထားရှိပြီးတော့ရုံးချုပ်ကိုတော့ဒီတာဂီတာမှာပဲထားရှိမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုရုံးခန်းသိဖွင့်မှာပေါ့နော်အယောင်ပြပွဲတွေကထည့်သွင်းထားတယ်လို့ကြားရပါတယ်ဆိုတော့ဒီအယောင်ပြပွဲကိုလာမယ့် customer တွေအတွက်ဘာ plan လေးတွေရှိတယ်ပေါ့အချက်တော့ပြောရပြီပေါ့ဟုတ်ဒီညီမတို့ဒီအယောင်ပြပွဲမှာဆိုလို့ရှိရင်တော့ပေါ့နော်ဒီမီနီကွန်ဒိုရဲ့ဒီအခြားတိုက်ခန်းတွေလည်းပါဝင်တယ်ပေါ့နော်ဒီအဲ့မှာပြင်အထူးသဖြင့်ဆိုလို့ရှိရင်ဒီမီနီကွန်ဒိုကဆိုလို့ရှိရင်ဒီ22ပေ68ပေကျယ်ဝန်းတယ်ပေါ့နော်သူ့ကျယ်ဝန်းဆိုလို့ရှိရင်ဒါဆိုမြေတစ်ခွက်စာဖြစ်တဲ့အတွက်ဒီဝယ်ယူတဲ့ customer တွေအနေနဲ့ဆိုလို့ရှိရင်လည်းအခန်းပွဲဝင်းမိစိတ်ချိုင်းပြင်ဆင်လို့ရမယ်ပြီးတော့ဓာတ်လေကားရောဒီကားပါကင်ရောပါဝင်တဲ့အတွက်ပေါ့နော်ဒီ customer အနေနဲ့ဆိုလို့ရှိရင်ဒါရွေးချယ်အသင်းနဲ့project တစ်ခုလည်းဖြစ်တယ်ပေါ့နော်ခြားနောက်ထပ်တိုက်ခန်းတွေဆိုလို့ရှိရင်လည်းဒီမြောက်တစ်ပုံဘက်မှာဆိုလို့ရှိရင်လည်းဈေးနှုန်းအတင်းတင်းနဲ့တိုက်ခန်းတွေကိုရောင်းချပေးထားမှာဖြစ်တဲ့အတွက်ဒီလာရောက်လေ့လာဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်ရှင်ဖွင့်ပွဲဆိုတော့ promotion တွေလည်းပါမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ဘာ promotion တွေပါမယ်ပြီးလို့ရှိရင်ပြပွဲကိုဘယ်နေရာမှာပြုလုပ်မယ်အချိန်လေးကိုလည်းတစ်ချက်လောက်ပြောပြအောင်ခင်ဗျပြပွဲပြုလုပ်မယ့်နေရာကတော့ဒီအမှတ်20ထွန်းတီ6လမ်းမြောက်တကုံမြို့နယ်မှာဖြစ်ပြီးတော့ပေါ့နော်ဒီရက်အနေနဲ့ကတော့ဒီအယောင်ပြပွဲကိုတော့28ရက်နဲ့1ရက်2ရက်ကျင်းပမှာဖြစ်ပြီးတော့ဒီ1ရက်နေ့မှာတော့ရုံးခန်းဖွင့်ပွဲနဲ့အတူကျင်းပသွားမှာဖြစ်ပါတယ်ပြီးတော့ဒီပြပွဲမှာဆိုလို့ရှိရင်ဒီအခန်းတွေကိုပေါ့နော်ကျွန်တော်တို့ promotion အနေနဲ့cash back 100နေပြီးတော့150အထိချပြီးတော့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ပြပွဲပြုလုပ်မယ့်နေရာလေရုံးခန်းအသစ်နေရာပဲပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဗျာဟုတ်ဒါဆိုရင်တော့လူကြီးမလို့လေ AR Maintain Construction ကြောင်းကိုအကြမ်းဖျင်းသိရှိပြီလို့ထင်ပါတယ်လူကြီးမင်းနေနဲ့တာဂီတာမြို့နယ်နဲ့မြောက်တကုံမြို့နယ်မှာရှိတဲ့ဆောက်လက်စကျိုးပွိုင်းနဲ့ဆောက်လုပ်ပြီးသားတိုက်ခန်းတွေကိုရှာဖွေနေရဆိုရင်တော့အခုလိုမျိုးယုံကြည်စိတ်ချရတဲ့ character ဖြစ်တဲ့ AR Maintain Construction ကနေပြုလုပ်တဲ့ရုံးခန်းသစ်ဖွင့်ပွဲနဲ့အတူအယောင်ပြပွဲမှာအထူး promotion တွေရယူပြီးတော့အခန်းသစ်တွေပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးအတွက်အယောင်ပြပွဲလေးကိုလာရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေ